Hello ချူပါစက်ခွေးတွေပဲထည့်ပေးတာဒီစနေနေ့လေးကိုချူဖို့ဖြတ်တန်းခဲ့လဲချူနဲ့တူလိုက်ချိန်ကြပါအောင်နော်အောင်စုကြတော့ချက်နေပဲတော့အော်လာပြီဒီနေ့ချူမနဲ့စောစောချင်သွားလိုက်ပါတယ်ချင်ပြန်လာတဲ့ရေမိုးချိုးပြီးတော့ပြင်ဆင်လိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီနေ့ချူတငယ်ချင်းကအိမ်လာလေးမှာမို့လို့ပါသူ့ကိုချူဒီနေ့မလာရှန်ခေါ်ချက်ကျွေးမှာမို့သူမလာခင်မလာရှန်ခေါ်ချက်ဖို့အတွက်အကုန်ပြင်ဆင်ထားလိုက်ပါတယ်ပြင်ဆင်ပြီးမကြဘူးရောက်လာပါရှင် Hello ဒီနေ့ချူတို့နှစ်ယောက်ကိုချူတို့ရဲ့တငယ်ချင်းဂျပန်ကနေပြီးတော့ပို့ထားတဲ့လက်ဆောင်ပစ္စည်းတွေကိုအန်ပေါင်းစင်းလေးလုပ်မှာပါစက်တင်ဘာလဆိုရင်ချူမွေးနေ့ရှိရနဲ့ဂျပန်ချွေးတငယ်ချင်းကလက်ဆောင်လေးပို့ပေးရပါတငယ်ချင်းက2ယောက်ရှိရဆိုတော့တငယ်ချင်း2ယောက်စင်တူပို့ပေးရပါမွေးနေ့ရှိရတော့ကျမပါရှင်ဒီမိုက်ခဲခေါ်အိတ်လေးစင်တူလေးပို့ပေးလိုက်တာပါချူကတော့အဖြူရောင်လေးယူလိုက်ပါတယ်အမှန်ဆိုလေးပန်းရောင်လေးအပွင့်ဖက်လေးကိုကြိုက်နေတာတငယ်ချင်းမေးတော့အဖြူမအဖြူရွေးပြီးတော့အခုမှပန်းရောင်ကပွင့်ဖက်လေးကိုပိုကြိုက်နေပါတယ်ရှင်ဒါမဲ့ချူရဲ့ဟာကျတော့သူကဂျပန်မှာပဲရတဲ့ limited edition ပေါ့နော်စေးရေးပကြီးလေးနဲ့ပါတငယ်ချင်းကမွေးနေ့ရှင်အတွက်နောက်ထပ်လောင်းချန့်လေးပေါ့နော် mini 8လေးတစ်အိတ်လက်ဆောင်ထည့်ပေးလိုက်ပါတယ်သူကအဲ့လို APC လေးကြိုက်မှန်းတယ်လို့သူကတမင်ထည့်ပေးလိုက်တာဒါလေးကတော့ချူတငယ်ချင်းကဂျပန်တငယ်ချင်းမှာအားပေးထားတဲ့ဒီ all လေးပါပြီးတော့ချူတို့ dressing တူပစ္စည်းရထည့်ပေးလိုက်တယ်ဆိုတော့ချူတို့ unboxing ထပ်လုပ်ပါမယ်နှစ်ယောက်ဆိုတော့နှစ်ခုဟဲ့ရှင်နေပါလေအဲ့ဒီပဲနံပါတ်ဒီရှင်ငါသူ့ဘာမှမပြောထားဘူး surprise တကယ် surprise ငါတိရဟို bracelet ပဲတရားတော့ဘူးဒီမှာဖောက်နော်ဒီမှာဖောက်အပြည့်ကြည့်မယ်နော်လူအောင်မပြီးတော့သမီးလည်းပါနှစ်ယောက်လုံးရှင်ဖြစ်မှာဆိုလို့ပင့်လေးကောင်းစင်ရတယ်နော်ဒါရီကလေသူပြောတာလေဟိုလိုချင်တိုင်းလည်းဝယ်လို့မကြတယ်ဟုတ်တယ်ငါတို့ထည့်ပြီး limited edition သူကဒီမှာရေးထား limited edition Chanel လေသူကဒါပါလေအောင်နာ brush ဒါလေးရောင်းကောင်းတာပဲအဲ့ brush တွေကလေခါမဝယ်မှာခုလိုမျိုး brand တွေပဲလက်ဆောင်ရအောင်ဒီလိုကြအဲ့တော့ခက်တယ်ဒီအော်လာပေးနေအော်ဒါက foundation brand အဲ့ဒါ foundation brand အဲ့ဒါလေးသုံးလို့တော်တော်ကောင်းနော်အမေကChanelနဲ့အချီတော့ဒါကကြတော့တငယ်ချင်းရတယ်အောင်စုကြတော့Chanelပဲတော့တော့တော့ထားသွားထားလာတဲ့ဈေးသွားငါးဝယ်ဒီမိုးချိုးရင်သမင်းစီးဖို့ဆိုသေးလိုက်တာChanelတော့ညာဖိစားနေအဲ့ပြီးပြီထမင်းကြက်သွားပြီဟင်းကလည်းကြော်ရုံပဲကြံတော့အစင်းစင်းလောက်ထား Oh my god ဒီကထုတ်ထားတဲ့ hand chain လေးကိုဖောက်ပါမယ်ဖောက်နေရင်လည်းမျက်လုံးကတငယ်ချင်းစီကိုကြည့်နေတူရောတူရဲလားပေါ့နော်မတူရင်လူမယ်ဆိုတာဒီလိုဟိုကစင်တူပို့ပေးတာ hand chain လေးဟိုတော့လေစင်တူဟာပတ်ပြီစင်တူ Okay အားလာရှာသွားစမယ်ဒီနှစ်ကတော့ဂျပန်တငယ်ချင်းမိုင်မွေးနေ့လက်ဆောင်ကပထမဆုံးဖြစ်သွားပါတယ်ရှင်ပြီးတော့ချူမလာရှန်ကချက်ဖို့လုပ်လိုက်ပါတယ်ဘေးကတငယ်ချင်းမှာတော့လိုက်ရှုံနေရပါကူညီရမဟုတ်ပါဘူးရှင်အဲ့လိုကြလို့စိတ်ဆိုးအောင်မှသူကူညီပါတယ်အသားလေးကူညီပေးပါတယ်မလာရှန်ကချက်ရင်လေချက်ရတာမပင်မအောင်ပြင်ဆင်ရတာတကယ်ကိုပင်မနောက်နေ့မှမလာရှန်ကချက်နီးလေးကိုတီးတန့်လေးတင်ပေးပါမယ်အရောင်လုံးကမလာရှန်ကချက်တူတွေမို့လို့အရသာကိုတော့ထိမိခွေးနေမှအဆင်ပြေမယ်ပေါ့နော်ဒါမဲ့တော်တော်စားကောင်းနေပြောပါတယ်တငယ်ချင်းကအပြင်မှာတွေ့ရင်လေအလှပြင်ရတန်အောင်ဆိုပြီးတစ်ချိန်လုံးတပုံရိုက်တစ်တော်ရိုက်နဲ့စကားသိချာမပြောရဘူးပေါ့နော်အဲဒါကြောင့်ဒီနေ့တော့အိမ်မှာပဲ lunch date ကြတာပါအပေါင်းစင်းလည်းတူတူလုံးချင်တာလည်းပါပါတယ်ပြီးတော့ထုံးစံအတိုင်းတစ်တော်လေးရိုက်ကြပါတယ်ပြီးတော့ခုနဖောက်ထားတဲ့အိတ်လေးကို try on haul လုပ်လိုက်ပါတယ်အဲ့ဒီလေးဟိုတလောကဂျပန်မှာ 40% ချာနဲ့တော်တော်တန်နဲ့ချူးစီမှာမှာလို့ရတယ်နော်ပြီးတော့ TikTok တစ်ပုတ်ကလည်းဆော့လိုက်ပါသေးတယ်ပြီးတော့လောင်းချမ်းကအိတ်လေးကိုလည်းချူ try on လေးလုပ်လိုက်ပါတယ်အိတ်လေးကတကယ် PC မှာတကယ် PC လေးဒီ Samsung Pro Max တော့ဆန်နေပြီးတော့နှကန်းနေလေးတစ်ချောင်းပတ်စံနဲ့ပါထည့်လို့ရတယ်ပေါ့နော်ဆန်တော့ဆန်ပါတယ်တော်တော်ချစ်ဖို့ကောင်းတဲ့အိတ်လေးပါရှင်အကြိုက်ကိုတည်ပြီးပို့ပြီးရဲတကယ်ချင်းမလေးကျေးဇူးပါတော်တော်ရိုက်ပြီးမောပြီးတော့ပြန်သွားပါလေဒီမှာတကယ်ချင်းကတော့သူတို့လည်းအနားယူလိုက်ပါတယ်ဒီနေ့ဒါလေးကိုလိုက်ကြည့်ပြီးလို့ကျေးဇူးပါနော် bye bye